အခုဆက်လက်နားဆင်ရမယ့်တီးသချင်းကတော့ခန္ဓာဇက်သိန်းချင်းဆိုတဲ့တီးသချင်းပဲဖြစ်ပါတယ်ဒီတီးသချင်းကိုရေးသားသူနှင့်တန်စင်ကတော့ရေဦးမြို့မဟာဓမ္မယုံကျောင်းတိုက်ဗဒ္ဒန္တကုမာရအရှင်သူမြတ်ဖြစ်ပြီးကျမတေးတန်ရှင်ရွှေမင်းဦးကတီကျူးဂုံပြုပူဇော်ပေးထားတာဖြစ်ပါတယ်ရှင်ရှိသည်များအနန္တတတဝါတွေဟာကိလေသာကံစီမံတလို့သာ32ဘုံတန်တရားကျော်မှာဖန်ခါကဆုံးဆန်းသဘောတမျိုးတည်းမျိုးကြတာဘဝတစ်ခုအစပြုရမှာကုသိုလ်ကံအခွင့်အရေးသာလူလာဖြစ်၍ပေါ်မျောပါအကုသိုလ်ကံအခွင့်အရေးသာအပေမနေ၍မြုပ်မျောပါပေါ်မျောမြုပ်မျောတန်တရားရှိကြကံဆက်စရာသူ့အလူကြတာဘဝစခုံမှာကပြ၍သုံးတော်ခံရတာပေါ်မျောဆုံးဆန်းအဖမ်းမှန်ခါကတန်တရားမှာခန္ဓာရနေသမျှနိလျက်မြုပ်ကြဖြစ်ပြဒုက္ခအမြဲခံရမှာချစ်သူနဲ့ကွဲရခြင်းမောင်းသူနဲ့တွဲရခြင်းလိုရမရခြင်းနဲ့အိုနာသေးလဲမကင်းနိုင်ကြပါအဲ့ဒါဒုက္ခသစ္စာပါရှုစရာအချက်မှန်စွာဥပါဒနဲ့ခန္ဓာတဏမာနဒိဋ္ဌိများနဲ့ဆွဲချက်ကခိုင်မာငါကိုငါဟာငါဥစ္စာရလာခဲ့တဲ့ဒီခန္ဓာတရားခံအစစ်ကတဏဆိုတဲ့ကိလေသာကံတရားများရဲ့ပါဒီသဘောတရားကိုကောင်းစွာစီရင်ငါရဲ့တန်တရားတစ်ဖက်ကမျက်မကြတဲ့လှမ်းမို့၍ဒါနသီလဘာဝနာပြုကြမှတော်မေတတိပဋ္ဌာန်ဝိပဿနာဉာဏ်ဖြင့်ခန္ဓာယုံနံဖြစ်ပြရှုွယ်အယောကြည်ကြည်အရေးခံစီတော့မပြတ်တမ်းရှုစမ်းကြလေကွယ်ညချမ်းနဲ့ညနေချိန်ဝဲမမှန်ရှုမှန်ကိလေသာတဏပဲတတ်နိုင်ရင်ကွယ်တဏကိလေသာအမြင်မပြတ်လေသမျှခန္ဓာဇက်ကံကကြိုးကင်နေဒီတော့လေကွယ်တန်တရားမှာခန္ဓာရလေသမျှနိလျက်မြုပ်ကြဖြစ်ပြဒုက္ခအမြဲခံရမယ်ချစ်သူနဲ့ကွဲရခြင်းမောင်းသူနဲ့တွဲရခြင်းရဲ့လိုရမရခြင်းနဲ့အိုနာသေးလဲမကင်းနိုင်ရတယ်အဲ့ဒါဒုက္ခသစ္စာရဲ့ဆက်စုပ်ဖွယ်ညီငွေဖွယ်မုံမွေကောင်းတဲ့ခန္ဓာပါကွယ်တဏှာကိလေသာအမြစ်ပြတ်ပဲမှားတကယ်ဒုက္ခရဲ့ခန္ဓာဇက်သိမယ်
ဘောတရားကိုကောင်းစွာဆင်ခြင်ငါရဲ့တန်တရားတစ်ဖက်ကမျက်မကြားတတ်လှမ်းမှု၍ဒါနသီလဘာဝနာပြုကြမှတော်မေတတိပဋ္ဌာန်ဝိပဿနာဉာဏ်ဖြင့်ခန္ဓာယုံနာဖြစ်ပြရှုွယ်အယုကြည်ကြည်အရေးခန်းစေတော့မပြတ်တမ်းရှုစမ်းရလေခွဲညချမ်းနဲ့ညနေချိန်ဝဲမမရှုမှကိလေသာတဏပဲတတ်နိုင်ခွဲတဏကိလေသာအမြင်မပြတ်လေသမျှခန္ဓာစက္ကံကကြိုးကင်နေဒီတော့လေကွယ်တန်တရားမှာခန္ဓာရလေသမျှနိလျက်မြုပ်ကြဖြစ်ပြဒုက္ခမြဲခံရမယ်ချစ်သူနဲ့ကွဲရခြင်းရဲ့မုန်းသူနဲ့တွဲရခြင်းရဲ့လူရမရခြင်းနဲ့အိုနာသေးလဲမကင်းနိုင်ကြတယ်အဲ့ဒါဒုက္ခသစ္စာရဲ့ဆဲဆုပ်ဖွယ်ညီငွေဝဲမုန်းဝဲကောင်းနဲ့ဒီခန္ဓာပါကွယ်တဏှာကိလေသာအမြင့်ပြဲပဲမှားတကယ်ဒုက္ခရဲ့ခန္ဓာဇတ်သိ